အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Magic Mountain Storytelling Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အာဖရိကပုံမြင်တစ်ပုဒ်ဖြစ်တဲ့မြေဘေးကကာမီယိုဆိုတဲ့ပုံမြင်လေးကိုပြောပြချင်ပါတယ်တခါတုန်းကလူတစ်ယောက်ရှိခဲ့တယ်သူကအရန်ကိုချမ်းသာတယ်ချမ်းသာလိုက်တာမှာသူပိုင်တဲ့နွားတွေစိတ်တွေဆိုတပြုံကြီးပဲတတိချာချာမွေးထားတဲ့ခိုးနှကောင်တောင်ရှိပါသေးတယ်သူ့မှာတစ်ခုပဲမရှိနေတာအဲ့ဒါကတော့အိမ်သူတက်ထားဇနီးမယားပဲအိမ်အောင်ပြုတ်ဖို့ရတင့်တော်တဲ့ဇနီးတယောက်သူမရှာနိုင်ခဲ့ဘူးတရက်တော့သူတောင်ကြားလေးတိုင်းမျက်စီလမ်းလျှောက်လာရင်နဲ့သူ့ကိုယ်သူပြန်ပြောမိတယ်ငါဇနီးတယောက်တော့ရအောင်ရှာမှဖြစ်တော့မယ်ဒီထက်ပိုကြရင်ငါအိမ်အောင်ပြုတ်ဖို့အရန်ကိုအသက်ကြီးသွားတော့မှဘာများလုပ်ရပါမလဲအဲ့ဒီနောက်တော့သူမြေဘေးမှာထိုင်ချလိုက်တယ်ထိုင်ချရင်ဟိုကြည့်ဒီကြည့်ငေးကြည့်လိုက်တော့မြည့်ရဲ့တစ်ဖက်ကမ်းမှာတိရွက်စိမ့်နေနဲ့လှပနေတဲ့တစ်ပေတစ်ပင်ကိုတွေ့လိုက်ရတယ်ဒီပင်ကိုခုတ်ပြီးမိမလာလေးတယောက်ရဲ့ပုံစံထွင်းထူအောင်ပါပဲသူကဒီလိုပြောလိုက်ပြီးပြောတဲ့အတိုင်းလဲလုပ်တယ်သူပစိန်ကိုသွားယူလာပြီးတစ်ပင်ကိုခုတ်စောက်ကိုယူလာပြီးတစ်ပင်မှာအရန်လှပတဲ့မိမလာလေးတယောက်ရဲ့ပုံစံကိုထွင်းထူတော့တာပဲသူထွင်းထူပြီးသွားတဲ့အခါအဲ့ဒီမိမလာလေးကအရန်ကိုလှနေရောပဲဒါနဲ့သူကမိမလာရုပ်တူလေးရဲ့နှာခေါင်းတဲ့ကိုဝင်းသက်တစ်ချက်မှုန်သွင်းလိုက်ပြီးမျက်လုံးကိုထိတွေ့လိုက်တယ်ဆိုရင်ပဲရုပ်တူလေးကချက်ချင်းပဲအသက်ဝင်လာပြီးမိမလာလေးဖြစ်သွားတယ်ငါရှာနေတဲ့ဇနီးကဒီမှာကိုသူကဒီလိုပြောလိုက်ပါတယ်သူကမိမလာလေးကိုမင်းဘယ်ကလာရလဲဆိုတာကိုဘသူ့ကိုမှမပြောနဲ့နော်ဘသူပဲမင်းကကာမီယိုပါလို့ဖြေမြင်နာကလာတဲ့ကာမီယိုလို့ပေါ့သူကဒီလိုပြောလိုက်ပါတယ်ပြီးတော့သူကမိမလာလေးကိုအိမ်ခေါ်သွားတယ်အိမ်ရောက်တော့သူတို့တလေရဝေးရတဲ့အိမ်အောင်တဲ့မျိုးသမီးတွေရဲ့ခေါင်းဆောင်ကွင်းလေးကိုပေးတယ်အိမ်ထဲမှာနေရင်အိမ်လုတ်တွေလုတ်တဲ့အခါသုံးတဲ့အပေခံဝစ်ကိုပေးတယ်အဝိစားလက်လာလေးတွေလည်းပေးတယ်အလှစင်မို့ရောင်းစုံပတိလေးတွေလည်းပေးတယ်မိမလာလေးလိုချင်သမျှအကုန်လုံးကိုပေးပြီးသူတို့အတူတူနေထိုင်ကြတယ်ဒီလိုနေလာရင်းနဲ့တရက်ကြတော့တခြားရွာကယောက်ျားပြိုလေးတွေသူတို့အိမ်နာကဖြတ်သွားရင်ကာမီယိုကိုတွေ့သွားကြတယ်အဲ့ဒီကောင်လေးတွေကဘလို့လုပ်ပြီးဒီလောက်အသက်ကြီးရဲ့လူကြီးစီမှာဒီလောက်လှပြီးဒီလောက်နှုတ်ပြုံငယ်ရွယ်တဲ့မိန်းမရှိနေရတာလေဒါမဖြစ်သင့်ဘူးဒီကောင်မလေးကိုငါတို့ရွာစီခေါ်သွားရမယ်ဒီလိုပြောလိုက်ကြပါတယ်သူတို့တွေကကာမီယိုရဲ့လက်ကနေအတင်းဆွဲပြီးတောင်ရဲ့ဟိုဘက်မှာရှိနေတဲ့သူတို့ရွာစီကိုအတင်းကျပ်ခေါ်သွားကြပါတယ်ယောက်ျားလုပ်တဲ့သူလည်းသူ့မိန်းမကိုတန်မာငယ်ရွယ်တဲ့ယောက်ျားလေးတွေကခေါ်သွားလို့အရန်ကိုဝမ်းနေပြီးဘာလို့ရင်ကောင်းမလဲဆိုတာစဉ်းစားတာပေါ့ဒီတိုင်းသွားပြီးတိုက်ခိုက်ပြန်ခေါ်ရအောင်ကလည်းဟိုဘက်ကလူပိုများတဲ့အပြင်တန်မမလူငယ်တွေလေခန္ဓာကိုယ်ချင်းတော့သူရှင်မတိုက်နိုင်ဘူးကိုအဲ့ဒီအချိန်မှာသူစိတ်ကူးတစ်ခုရလာတယ်သူ့မှာကမွေးထားတဲ့ခိုးနှကောင်ရှိတာကိုသူကခိုးရီကိုခေါ်လိုက်ပြီးခိုးလေးတွေရေမင်းတို့တွေတောင်ကိုဖြတ်ပြီးငါမိမကိုသူတို့ခေါ်သွားကြတဲ့ရွာစီကိုသွားမှရမယ်အဲ့ဒီကိုသွားပြီးငါတင်ပေးလိုက်တဲ့တခြင်းလေးကိုစိုးပြကြရမယ်ပြီးရင်ငါမိမပေးလိုက်တဲ့အပေခံဝေလေးကိုပြန်ယူလာခဲ့ကြရမယ်ဆိုတော့ခိုးလေးတွေကသူတင်ပေးလိုက်တဲ့တခြင်းကိုမှတ်မိအောင်ကြက်ပြီးတောင်ကိုဖြတ်ပြန်ရွာလေးကိုဝင်မိမလာလေးကိုဟိုကောင်လေးတွေဖမ်းထားတဲ့အိမ်ရဲ့ခြံစည်းရိုးမှာနားလိုက်ပြီးတခြင်းကိုဆိုကြတယ်ကာမီယိုရေတို့ကိုမင်းယောက်ျားလွတ်လိုက်တယ်လေကာမီယိုရေငါတို့ဒီကိုလာမဖြစ်မလေကာမီယိုရေအပေခံဝစ်ကိုပေးပါဟေးခိုးရီဆိုနေတဲ့တခြင်းကိုဟိုကောင်လေးတွေကကြားသွားတော့သူတို့ကဘာပြောလဲဆိုရင်ရတယ်မင်းရဲ့အပေခံဝစ်ကိုခိုးရီစီပေးလိုက်ငါတို့မှာအပေခံဝစ်တွေမှာအများကြီးရှိတယ်ငါတို့လိုချင်တာမင်းပဲဆိုတော့မိမလာလေးကလည်းခိုးရီစီသူ့ရဲ့အပေခံဝစ်ကိုပေးလိုက်တော့ခိုးရီလည်းယောက်ျားလုပ်တဲ့သူစီပြန်သွားကြတယ်နောက်နေ့ကျတော့ယောက်ျားလုပ်တဲ့လူကခိုးရီကိုပြောပြန်တယ်ဒီနေ့မင်းတို့အဲ့ဒီကိုပဲသွားပြီးသူ့ရဲ့ခေါင်းဆောင်ဝင်းကိုတောင်းလာရမယ်ဒါနဲ့ခိုးရီလည်းတောင်ကိုဖြတ်ပြန်အဲ့ဒီခြံစည်းရိုးပေါ်ပြန်လာပြီးဆိုကြပြန်တယ်ကာမီယိုရေမင်းယောက်ျားကလွတ်လိုက်တယ်လေကာမီယိုရေတို့တွေဒီကိုလာမရမလေကာမီယိုရေခေါင်းဆောင်ဝင်းကိုပေးပါဟေးဒီတော့ဟိုကောင်လေးတွေကလည်းခေါင်းဆောင်ဝင်းကိုပေးလိုက်ငါတို့အဲ့ဒါကိုမလိုချင်ဘူးငါတို့လိုချင်တာမင်းပဲဒါနဲ့ကာမီယိုကခိုးရီစီသူ့ရဲ့ခေါင်းဆောင်ဝင်းကိုပေးလိုက်တော့ငှက်တွေကပြန်သွားပြန်ရောနေ့စဉ်နေ့တိုင်းခိုးရီကတောင်ကိုဖြတ်ပြီးပြန်လာရင်တစ်ခုပြီးတစ်ခုလာတောင်းတယ်ကာမီယိုမှာရှိသမျှအကုန်လုံးပဲနောက်ဆုံးကျတော့ယောက်ျားကပြောတယ်ကဲအခုတော့ခိုးလေးတွေနောက်ဆုံးအနေနဲ့မင်းတို့သူ့စီကိုပြန်သွားပြီးသူ့ရဲ့အသက်ကိုတောင်းလာခဲ့ကြဒါနဲ့ခိုးလေးတွေလည်းတောင်ကိုဖြတ်ပြီးနောက်တစ်ချိန်ပြန်ကြရပြန်တယ်
ဒီအချိန်မှာတော့တဲပြင်မှာထိုင်နေတဲ့မိန်းမလာလေးရဲ့ပေါင်ပေါ်မှာထိုင်လိုက်ပြီးသူတို့ကဆိုတယ်။ကာမီယိုရေကာမီယိုရေမင်းယောက်ျားကလွတ်လိုက်တယ်လေ။ကာမီယိုရေကာမီယိုရေငါတို့ဒီကိုလာမှရမလေ။ကာမီယိုရေကာမီယိုရေမင်းရဲ့အသက်ကိုပေးပါဟေး။အဲ့လိုတချင်းလဲဆိုပြီးတော့ခိုရီကမိန်းမလာရဲ့မျက်လုံးတွေကိုထိုးဖောက်လိုက်ကြတာကာမီယိုကချက်ချင်းပဲရုပ်တူလေးပြန်ဖြစ်သွားတယ်။ပထမဆုံးအဲ့ဒီရုပ်တူလေးကခြေပွားတွေပြုတ်ထွက်ကုန်ပြီးနောက်တော့ခြေထောက်တွေပြုတ်ထွက်ကုန်တယ်။လက်တွေလည်းပြုတ်ကျသွားပြီးခေါင်းလည်းပြုတ်ထွက်သွားတယ်။နောက်ဆုံးမှာတော့ရုပ်တူလေးရဲ့ကိုယ်လုံးကတဖြည်းဖြည်းချင်းလိမ့်ပြီးတောင်ဆောင်တိုင်းဆင်းသွားလိုက်တာမျက်စီကိုရောက်သွားပါလေရော။မျက်စီကိုရောက်လို့အဲ့ဒီရုပ်တူကိုယ်လုံးလေးကမြည်ရည်နဲ့လည်းထိရောချက်ချင်းပဲတစ်ပင်တစ်ပင်ပြန်ဖြစ်သွားတယ်။တိရွက်စိမ်းတွေလည်းပြန်ထွက်လာတယ်။အဲ့ဒီတစ်ပင်လေးစီကိုသူ့ယောက်ျားကပြန်လာပြီးအရင်လိုပဲခုံလဲထွင်းထူလိုက်တာအမျိုးသမီးလေးတစ်ယောက်ရဲ့ပုံပြန်ပေါ်လာတယ်။သူ့ယောက်ျားကအဲ့ဒီရုပ်တူလေးရဲ့နှာခေါင်းသားကိုလိမ်မှုတ်ပေးလိုက်ပြီးမျက်လုံးကိုထိလိုက်တော့ရုပ်တူလေးကပြန်အသက်ဝင်လာတယ်။အဲ့ဒီအသက်ဝင်လာတဲ့မျိုးသမီးလေးကကာမီယိုပဲ။ဒါပေမဲ့အရင်လောက်လည်းမလှတော့သလိုအရင်လောက်လည်းမနှုတ်ပြတော့ဘူး။သူ့ယောက်ျားကအိမ်ကိုပြန်ခေါ်သွားပြီးခိုရီပြန်ယူလာတဲ့ခေါင်းဆောင်အပေကန်ပဒီနဲ့အဝတ်တွေကိုပြန်ပေးတယ်။ဘာရီပဲဖြစ်ဖြစ်မင်းကငါးရဲ့ဇနီးကာမီယိုပါပဲ။ယောက်ျားကြီးကဒီလိုပြောလိုက်ပြီးသူတို့အတူတူနေထိုင်သွားကြပါတော့တယ်။အရင်လိုမနှုတ်ပြအရင်လိုလည်းအယမ်းမလှတော့ဘယ်လူငယ်တွေကမှလည်းအရေးတယူမလုပ်တော့ဘူးတဲ့။သူ့ယောက်ျားကတော့ကာမီယိုလေးကိုအရင်လိုပဲချစ်ခင်ပြီးလိုလေသေးမရှိအောင်ဂရုစိုက်နေတော့မယ်တဲ့။ပုံမြင်လေးကိုနှစ်သက်သဘောကျမယ်လို့မျှော်လင့်ပါတယ်။ဒီပုံမြင်လေးတွေကနေဘာရီခံစားခဲ့ရလဲဆိုတာကိုကွန်မန့်မှာပြောပြပေးခဲ့ကြပါဦး။ Like, follow နဲ့ subscribe လုပ်ခဲ့ဖို့လည်းမမေ့ကြပါနဲ့။